ဆိုင်ကပစ္စည်းတွေကိုကြိုက်တဲ့လောက်ကြောင်ကြကြခိုးကြပါလို့ကြီးညာခဲ့တဲ့ကမ္ဘာအဆန်းဆုံးစတိုးဆိုင်ကြောင်းတင်လို့ကြားဘူးလားဒါ2023ခုနှစ်က distance လို့ခေါ်တဲ့အားကစားဝစ်စုံအမှတ်တစိတစ်ခုကကမ်ပိန်းလုပ်ခဲ့တာပါသူတို့ကဘယ်သူမဆိုငါတို့ဆိုင်ကပစ္စည်းတွေကိုနေကင်းကြောင်တောင်ကြိုက်တဲ့လောက်ယူသွားပါလို့ကြီးညာခဲ့ပါတယ်ဒါပေမဲ့စီကံချက်တစ်ခုတော့ရှိတယ်အဲ့ဒါကအဲ့လူကပစ္စည်းခိုးပြီးတော့ဆိုင်အပြင်ကမီတာ100အတွင်းမှာမိသွားရင်တော့အဲ့ဒီပစ္စည်းကိုဆိုင်ကိုပြန်ပေးရမယ်ဆိုတဲ့အချက်ပါပဲအဲ့တော့တကိုးတွေနဲ့လူတွေအများကြီးဟာဆိုင်ဟာလုံခြုံရေးဝန်ထမ်းကိုပဲလှည့်စားပြီးပြေးရမှာပဲအရန်လွယ်တာပေါ့ဆိုပြီးတော့ထင်သွားတာပေါ့ဒီယုံကြည်ချက်ကြီးနဲ့အဲ့နေ့မှာလူပေါင်း84ယောက်တိပစ္စည်းလာပို့ကြတယ်ဆိုင်ကနေရှုံးသွားတာဖက်နှစ်စုံစာပဲရှိတယ်ဘာလို့လဲဆိုလူ84ယောက်ထဲမှာ2ယောက်ထဲပဲအောင်မြင်မြင်ခိုးပြေးနိုင်ခဲ့ပြီးတော့ကျန်တဲ့သူတွေအားလုံးကတော့အမေရဖန်ခံလိုက်ရလို့ပါပဲဘာလို့အကုန်မိကုန်လဲဆိုတော့အဲ့ဒီ brand ကဒီ campaign ဆိုင်အတွက်လုံခြုံရေးအဖြစ်ငှားထားတဲ့သူကတာမန်လူမဟုတ်ဘူးကမ္ဘာအမြင့်ဆုံးအိုလံပစ်အပြီးကစားသမားတစ်ယောက်ဖြစ်တဲ့ Michael Jayce လို့ခေါ်ပါတယ်သူ့ကိုငှားထားတဲ့အတွက်သူကပြေးတာဘယ်လောက်မြန်လဲဆိုမီတာ100ကို10စက္ကန့်အတွင်းတော့မပြေပဲ9.99စက္ကန့်နဲ့တင်ရောက်တဲ့သူလေအဲ့တော့ခိုးတဲ့သူတွေဘယ်လောက်ပဲအမြန်ပဲပြေးအကုန်လုံးလမ်းတစ်ဝက်တင်အကုန်လုံးမိခံလိုက်ရတာပေါ့အဲ့ပြောစရာကမ်ပိန်းကတော့ညတွင်းချင်းမှာပဲဒီကမ္ဘာလုံးမှာ Hollywood ဖြစ်သွားပြီးတော့အဲ့ဒီ brand ရဲ့အယောင်ဆေးရလည်းအများကြီးထိုးတက်သွားခဲ့ပါတယ်